မင်္ဂလာပါရှင်အခုရက်ပိုင်းအပြင်ထွက်လိုက်တာနဲ့ပူပြင်းလို့တဲ့နေရောင်ကြီးကြောင့်လူကတော်တော်လေးကိုပင်ပန်းနွမ်းနယ်လာရပါတယ်အပူချိန်ကလည်း40ဒီဂရီဆယ်စီရဲ့အထက်မှာရှိနေတာကြောင့်ခန္ဓာကိုယ်ကရေတက်ခန်းချောက်တာခေါင်းမူးတာနဲ့အပူရှက်တာမျိုးတွေဖြစ်ဖို့အခွင့်အလမ်းကလည်းပိုများလာတာပေါ့ဒါကိုအေးများတဲ့အချိုရည်တွေတောက်ပြီးဖြည့်ရှင်းလို့ရပါမယ်ဒီရှိမှကျန်းမာရေးအတွက်သဘာဝအသည့်အနှံတွေကသာအကောင်းဆုံးပါဒီနေ့မှာတော့သင်ကိုအတွင်းပိုင်းကနေအေးများစေတဲ့နေရာဒီအသီးနှံ6မျိုးကြောင်းကိုပြောပြပေးသွားမှာပါပထမဆုံးပြောပြချင်တာကတော့ဖျဲသီးပါဖျဲသီးမှာရေတက်62ရာခိုင်နှုန်းထိပါဝင်ပြီးခန္ဓာကိုယ်ကိုချက်ချင်းအေးများစေပါတယ်အထူးသဖြင့်သူ့မှာပါတဲ့တက်ကအရည်ပြားကိုခင်းလွန်ရောင်ကြီး UV တန်ကနေကာကွယ်ပေးနိုင်တဲ့အတွက်နေလောင်တန်ခံရသူတွေအတွက်အင်မတန်အကျိုးရှိပါတယ်ဒုတိယတစ်ခုကတော့သခွားသီးပါတခွားသေးအပူကိုစုပ်ယူနိုင်စွမ်းရှိသလိုအမြင့်တက်လဲကျွယ်ဝပါတယ်။နေပူတွေကပြန်လာတဲ့အခါတခွားသေးကိုအေးခံပြီးစားပြီးရင်ကိုယ်ရင်းအပူချိန်ကိုအများဆုံးလျှော့ချပေးနိုင်ပါတယ်။တတိယတစ်ခုကတော့အားလုံးသိကြတဲ့အတိုင်းအုံစိမ်းရည်ပဲဖြစ်ပါတယ်။ချွေးထွက်များတဲ့အခါကျမတို့ခန္ဓာကိုယ်ကရေတက်တင်မကပဲပိုတက်ဆီယမ်နဲ့မဂနီဆီယမ်လိုဓာတ်စားတွေပါဆုံးရှုံးသွားတတ်ပါတယ်။အုံစိမ်းကြီးကအဲ့ဒီဓာတ်စားတွေကိုသဘာဝအတိုင်းပြန်ဖြည့်ပေးနိုင်တဲ့အကောင်းဆုံးအဖျော်ယမကာဖြစ်ပါတယ်။စရုပ်ထတစ်ခုကတော့နက်နက်သီးပါ။နက်နက်သီးမှာပါဝင်တဲ့အင်ဇိုင်းကနေရာသီးမှာဖြစ်တဲ့အစာမကြေတာနဲ့လေပွားတာတွေကိုတက်တာစေရုံတင်မကပဲပူခံအားကိုလည်းမြင့်တင်ပေးပါတယ်။ကဲပစ္စမအနေနဲ့တော့လိမ္မော်သီးနဲ့တမယာသီးပါ။ဒီအသီးတွေမှာပါတဲ့ဗီတာမင်စီကနေပူရှင်ကြောင့်ပျက်စီးသွားတဲ့ဆဲတွေကိုပြန်လည်ပြုပြင်ပေးပါတယ်။နေ့လယ်ဘက်မှာတမယာကြီးအေးလေးတစ်ခွက်တောက်ပေးတာကစိတ်ဖြည့်ဆည်းမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့တရက်သီးပါ။တရက်သီးမှာဗီတာမင် A ကျွယ်ဝလို့မျက်စိကျန်းမာရေးအတွက်ကောင်းမွန်တယ်လို့အပူဒဏ်ကြောင့်အသားရည်ပျက်စီးမှုကိုလည်းကာကွယ်ပေးပါတယ်။ဒါပေမဲ့တရက်သီးကအပူတက်ရှိတယ်လို့အလိုအကျွံမစားဖို့တော့သတိထားရပါမယ်နော်အခုပြောပြတဲ့အသီးတွေကိုနေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့်ပြင်းထန်တဲ့နေပူရှိန်တံကိုအောင်မြင်မြင်ကြော်ဖြတ်နိုင်မှာပါအဓိကကတော့အပြင်ကနေပြန်လာရင်ရေချက်ချင်းမချိုးပဲဒီလိုအသီးနှံလေးတွေအရင်စားပြီးမှအနားယူဖို့အကြံပြုပါတယ်ကဲဒီဗီဒီယိုလေးကိုနားထောင်ပြီးသင်ကရောဘယ်အသီးနှံတွေကိုစားရတာအကြိုက်ဆုံးဖြစ်မလဲဒီရက်ပိုင်းနေရမ်းပူနေတော့ဘလို့အသီးနှံတွေစားသုံးနေလဲဆိုတာကိုပြောပြပေးခဲ့ပါဦးနော်